ဒီနေ့ကျွန်တော်မျှဝေပေးချင်တာကတော့ Ubiquiti App ဝေါတာမှာ DNS Configuration လုပ်ပုံကိုမျှဝေပေးသွားမှာဖြစ်ပါတယ်GUI နဲ့ပြုလုပ်ရန်အောက်မှာဝိုင်းပြထားတဲ့နေရာမှာတစ်ဆင့်ဝင်လိုက်ပါပြီးရင်နေစာပါနေရာမှာမိမိပေးချင်တဲ့ public DNS ကိုထည့်လိုက်ပြီးတာနဲ့အောက်ဆုံးကစေ့ကိုနှိပ်လိုက်ပါအဲ့ဒါဆိုရင်မိမိပေးလိုက်တဲ့ DNS ဝင်သွားပါပြီပြီးတာနဲ့ CLI နဲ့ထပ်ပြီးစစ်ကြည့်လိုက်ပါမယ်ခုဆိုရင်မိမိပေးထားတဲ့ DNS ကိုတွေ့နေရပြီဖြစ်ပါတယ်အခုရိုက်လိုက်တဲ့ command ကတော့ CLI နဲ့ထည့်တာဖြစ်ပါတယ်ယခုဆိုရင် DNS configuration ပြီးပါပြီကျွန်တော်အကောင့်ကို follow လုပ်ပြီးမျှဝေသမျှအားလုံးကြည့်ရှုနိုင်ပါပြီကျေးဇူးတင်ပါတယ်